ရှင်များအားလုံးမင်္ဂလာပါခင်ဗျာဒါကျွန်တော်ခုလာမဲ့ကျွန်တော်တို့10လပိုင်း3ရက်2025ပြီးတော့ကျွန်တော်10လပိုင်း9ရက်2025ဒီတစ်ပတ်စာကျွန်တော်ဝေကနရှာမီတင်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရှာလာခဲ့တဲ့ကလင်နာစီကျော်ရတာနော်တလ18လတနည်းခွဲကျော်ထိမှန်လာခဲ့တဲ့ပြပင်းရှိသေးတယ်ဒါကျွန်တော်ရဲ့ဖော်မြူလာလေးပဲဖြစ်ပါတယ်ကြည့်လိုက်အောင်နော်တို့ဒါကြီးမင်းမိတ်ဆွေများအားလုံးလည်းစိတ်ဝင်စားတယ်ဆိုတော့ရှားကြည့်ပါလိုက်ကြည့်ပါတွက်ကြည့်ပါစိတ်ဝင်စားမှယူတော့မှာခင်ဗျကျွန်တော်ဒီနေ့ဒီဘက်ကစာပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာမနက်ခင်းပရိတ်တစ်ခွန်ရှစ်ပရိတ်ညနေ3-8တစ်ပရိတ်လို့ထွက်ခဲ့လို့ရှိရင်ကျွန်တော်တို့ကရှစ်ပရိတ်တစ်ပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်ပြီးဆိုတော့ ਨੇ မနက်ခင်းထိတ်စီ1ရဲ့ပါဝါ61ရဲ့နက်ခတ်က8ရဲ့ပါဝါ3ပါတော့ကျွန်တော်တို့အပူညီကိုတစ်ချိန်3ရက်အတွင်းမှာဆင်းပြရမယ်ဆိုတော့1683ပါတော့အပူညီကိုဆိုတော့ကျွန်တော်3လေးလို့ကျွန်တော်ဆင်းပြခဲ့တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဆက်ကြည့်မယ်ဆိုတော့နောက်ထပ်3လေးခွန်ပရိတ်ညနေ6လေးပူပရိတ်ခွန်ပရိတ်ဆိုတော့ကျွန်တော်တို့ပရိတ်နှစ်ခတ်နေကုန်ပရိတ်နှစ်ခတ်ဖြစ်ပြီးဆိုတော့ ਨੇ မနက်ခင်းထိတ်စီ3ရဲ့ပါဝါ8 3ရဲ့နှစ်ခတ်5ရဲ့ပါဝါ3ည3ညပါတော့ကျွန်တော်အပူညီကို3ရက်အတွင်းမှာဆင်းပြရမယ်ဆိုတော့ကျွန်တော်ဒီမှာနှစ်3လို့တစ်ခါဆင်းပေးတယ်ပေါ့နော်နှစ်3လို့ဆင်းပေးခဲ့တယ်ခါတော့ဆက်ကြည့်မယ်ဆိုတော့ဒီမှာပူပရိတ်ခွန်ပရိတ်3ညပရိတ်ခွန်ပရိတ်ပေါ့နော်နေကုန်3ညပရိတ်ခွန်ပရိတ်ဆိုတော့နေကုန်ပရိတ်နှစ်ခတ်ဖြစ်ပြီးဆိုတော့ ਨੇ မနက်ခင်းထိတ်စီ3ရဲ့ပါဝါ8 3ရဲ့နှစ်ခတ်5ရဲ့ပါဝါ3ည3ညပါတော့ကျွန်တော်အပူညီက3ရက်အတွင်းမှာဆင်းပြရမယ်ဆိုတော့ဒီမှာလည်းတစ်ခါ3နှစ်လို့ဆင်းပေးခဲ့တယ်ပေါ့နော်ဒီတော့3နှစ်လို့ဆင်းပေးခဲ့တယ်3ညပါတော့အပူညီကို10လည်းဆင်းပေးခဲ့တယ်ပေါ့နော်3ရက်အတွင်းမှာဆင်းတာများတယ်ပေါ့နော်အဲကျွန်တော်ဆက်ကြည့်မယ်အဲဒီမှာမနက်ခင်း6ပရိတ်ထွက်တယ်ညနေ9ပရိတ်ထွက်တယ်6ပရိတ်9ပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်တာနဲ့ကျွန်တော်တို့မနက်ထိတ်စီဖြစ်တယ်9ထိတ်စီကိုယူလိုက်ပြီး9ရဲ့ပါဝါ3ည9နက်ခတ်3ရဲ့ပါဝါ8 9 3ည38ပါတော့အပူညီကိုဟာ3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့9 3ည38ပါတော့အပူညီကို4 5လို့ဆင်းပေးရတယ်ပေါ့နော်4 5ဆင်းပေးတယ်အပူညီကိုဆက်ကြည့်မယ်ဒီမှာ9ပရိတ်မနက်ခင်း3နဲ့9ပရိတ်ညနေ4ကို3ပရိတ်5ပရိတ်3ပရိတ်ဆိုတော့ကျွန်တော်တို့နေကုန်ပရိတ်နှစ်ခတ်ဖြစ်တယ်ပေါ့နော်ပရိတ်နှစ်ခတ်ဖြစ်ပြီးဆိုတော့မနက်ခင်းထိတ်စီ3ရဲ့ပါဝါ8 3ရဲ့နှစ်ခတ်5ရဲ့ပါဝါ3ည3ညပါတော့အပူညီကို3ရက်အတွင်းမှာဆင်းပေးရမှာဆိုတော့ဒီမှာ3ဘူးလို့ဆင်းပေးခဲ့တယ်ပေါ့နော်3ဘူးလို့ဆင်းပေးခဲ့တယ်ပေါ့နော်ဒီလောက်ဆိုတော့မိတ်ဆွေတို့ဘောပေါက်လာပါပြီကျွန်တော်ရှင်းပြပြအောင်ဒီမှာရှိသေးတယ်ပေါ့နော်အပင်းရင်းနေနဲ့လည်းမနေတော့ဘူးပေါ့နော်အပင်းရင်းနေလည်းမနေတော့ဘူးအဲ့ဒါဆက်ကြည့်မနက်ခင်း9ပရိတ်ညနေ3ပရိတ်9ပရိတ်3ပရိတ်နေကုန်ပရိတ်နှစ်ခတ်ဖြစ်တယ်မနက်ခင်းထိတ်စီခွန်ရဲ့ပါဝါနဲ့ခွန်ရဲ့နှစ်ခတ်3ညရဲ့ပါဝါ9ခွန်နဲ့3ည5ပါတော့အပူညီကိုဟာ3ရက်အတွင်းမှာဆင်းပြရမယ်ဆိုတော့ဒီမှာခွန်နဲ့3ည5ပါတော့အပူညီကို4ဘူးတော့မဟုတ်ဘူးနော်4ဘူးတော့မဟုတ်ခွန်ဝိုင်းတာမှာ4ဘူးနဲ့မဝိုင်းတာခွန်နဲ့3ည5ပါတော့အပူညီကိုဆင်းပြရမယ်ဆိုတော့ကျွန်တော်ဒီမှာဆင်းပြရတယ်ပေါ့နော်ခွန်ဘူးလို့ဆင်းပြရတယ်တခါသူ့အောက်မှာလည်းတခါကျွန်တော်6 3မနက်ခင်း9ပရိတ်ညနေ6ပရိတ်9ပရိတ်6ပရိတ်ပရိတ်နေကုန်ပရိတ်နက်ခတ်ဖြစ်တာနဲ့ကျွန်တော်တို့မနက်ခင်းထိတ်စီ6ရဲ့ပါဝါ6နက်ခတ်9ရဲ့ပါဝါလေး6 9လေးပါတော့အပူညီကို3ရက်အတွင်းမှာတစ်ချိန်ဆင်းပြရမှာဆိုတော့ကျွန်တော်ဒီမှာတစ်ချိန်2ချိန်3ချိန်4ဘူးဆိုပြီးကျွန်တော်ဆင်းပြခဲ့တယ်ပေါ့နော်4ဘူးဆိုပြီးတစ်ချိန်ဆင်းပြခဲ့တယ်ဟုတ်ပြီကျွန်တော်ဆက်ကြည့်ကြတဲ့အချိန်ဒီဘက်မှာရှိသေးတယ်ကျွန်တော်မနက်ခင်း6နေ့ပရိတ်ညနေ4ပရိတ်6လေးနေ့4ပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်တာလည်းတော့မနက်ခင်းတည်းစီ6ရဲ့ပါဝါ6နက်ခတ်9ပါဝါလေး6 9လေးပါတော့အပူညီကို3ရက်အတွင်းမှာဆင်းပြရမယ်ဆိုတော့ကျွန်တော်ဒီမှာ8 9ဆိုပြီးတော့တစ်ခါဆင်းပြခဲ့တယ်ပေါ့နော်ဒါချက်ချင်းတစ်ရက်အတွင်းဆင်းတာလည်းရှိတယ်ပေါ့3ရက်ကြာမှဆင်းတာလည်းရှိတယ်ပေါ့နော်3ရက်အတွင်းမှာကျွန်တော်ပြပြတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒါဆက်ကြည့်လို့နော်
ဒီနားလေးမှာအပေါ်မှာရှိတယ်ဒီမှာကျွန်တော်တို့68နက်ခင်းခွင်ပရိတ်ညနေ3ညပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်ပြီးဆိုတော့ခွင်3ညပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်ပြီးဆိုတော့မနက်ခင်းထိပ်စီ9ရဲ့ပါဝါ4 9ရဲ့နက်ခတ်6ရဲ့ပါဝါ1 9461ပါတော့အပူညီကိုက3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့9461ပါတော့6ခွင်ဆင်းပေးခဲ့တယ်ပေါ့နော်9461ပါတော့အပူညီ6ခွင်ဆိုပြီးဆင်းပေးခဲ့တယ်ကျွန်တော်ဒီမှာမနက်ခင်း9ပရိတ်ညနေမနက်ခင်း6ပရိတ်5ညနေ4 5 9ပရိတ်6ပရိတ်9ပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ9ရဲ့ပါဝါ3 5နက်ခတ်3 5 3 3ရဲ့ပါဝါ8 5 3 3 8ပါတော့အပူညီကိုဟာ3ရက်အတွင်းမှာဆင်းပြရမယ်ဆိုတော့5 3 3 8ပါတော့အပူညီကိုဒီမှာကျွန်တော်5 6ဆိုပြီးဆင်းပြခဲ့တယ်ပေါ့နော်6ဆိုပြီးဆင်းပေးရတယ်ဟုတ်ပြီကျွန်တော်ဆက်ကြည့်မယ်ဆိုတော့မနက်ခင်းနေ့ပရိတ်3ညနေညနေ6ချက်4ပရိတ်နေ့ပရိတ်4ပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်ပြီးဆိုတော့ကျွန်တော်တို့ဟောဒီမနက်ခင်းတိတ်စီ3ညရဲ့ပါဝါ9 3ညရဲ့နက်ခတ်ခွင်ပါဝါ2 3ည5ခွင်2ပါတော့အပူညီကိုကျွန်တော်တို့ဒီမှာတစ်ချိန်ဆင်းပြရမှာပေါ့နော်3ည5ခွင်2ပါတော့အပူညီကို3ရက်အတွင်းမှာဒီမှာ9ခုလို့ကျွန်တော်ဆင်းပေးခဲ့တယ်ပေါ့နော်ဆက်ကြည့်မယ်ဆိုမနက်ခင်းခွင်6 3ပရိတ်ညနေ9 5ပရိတ်3ပရိတ်5ပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီခွင်ရဲ့ပါဝါ2ခွင်နက်ခတ်4ခွင်နက်ခတ်3ညခွင်4 4 3ည3ညရဲ့ပါဝါ5ခွင်4 4 3ခွင်2 3ည5ပါတော့အပူညီကို3ရက်အတွင်းမှာဆင်းပေးရဒီမှာကျွန်တော်နှစ်တည်းဆိုပြီးဆင်းပေးခဲ့တယ်ပေါ့နော်ခွင်2 3ည5ပါတော့အပူညီကိုနှစ်တည်းလို့ဆင်းပေးခဲ့တယ်ဒီအောက်မှာရှိသေးတယ်ဗျဒီမှာ9မနက်ခင်းခွင်ပရိတ်ညနေ3ညပရိတ်ခွင်3ညနေကုန်နက်ခတ်ပရိတ်ဖြစ်တာနဲ့ကျွန်တော်မနက်ခင်းထိပ်စီနေ့ပါခွင်2နက်ခတ်4ရပါကို2ခွင်4ကိုပါတော့ကျွန်တော်တို့အပူညီကို2ခွင်4ကိုပါတော့အပူညီကိုကျွန်တော်တို့3ရက်အတွင်းမှာဆင်းနေတယ်ဆိုတော့ဒီမှာတော့ကျွန်တော်တို့ဖောင်းတယ်လို့ခေါ်ရမလား9ရက်မြောက်နေ့မှာကျွန်တော်တို့ဒီမှာ2ရက်2ရက်3ရက်4ရက်5ရက်အတွင်းမှာကျွန်တော်တို့နှစ်ခွန်လေးကိုပါတော့အပူညီကိုကဒီမှာညီကိုဆိုပြီးတော့နှစ်တည်းရိုက်တယ်ကိုရှစ်ဆိုပြီးတော့ဒီမှာညီကိုရိုက်တယ်ပေါ့နော်9ရက်မြောက်နေ့မှာရိုက်တာပါခင်ဗျ9ရက်မြောက်နေ့မှာရိုက်တာဖြစ်တဲ့အတွက်ဒါ9ရက်အတွင်းလို့ခေါ်ရင်တော့ပိုးမှန်တယ်ပေါ့ခင်ဗျ4ရက်မှာကြော်လို့ရှင်းတယ်သူကညီကိုပဲလာတော့တာညီကိုနှစ်ကြိမ်ရိုက်ပြီးတာတွေ့ရတယ်ပေါ့နော်ဒီမှာတပင်တွေ့ရပြီဆိုတော့ကျွန်တော်ဆက်ကြည့်မယ်ဒီမှာနှစ်လေးမနက်ခင်းနှစ်လေး6ပရိတ်ညနေ9လေး9ပရိတ်6ပရိတ်9ပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်တာနဲ့မနက်ခင်းထိုင်စီနေ့ရပါဝါခွန်းနဲ့နက်ခတ်4ပါဝါကို2ခွန်း4ကိုပါတော့အပူညီက3ရက်အတွင်းမှာကျွန်တော်တို့ဆင်းပြမယ်လို့ယူရဲပေါ့နော်ခွန်း6ဆိုပြီးထွက်ပြီးရဲဟုတ်ကျွန်တော်ဒီမှာဆက်ကြည့်60နဲ့ခွန်းနဲ့မနက်ခင်း6ပရိတ်ညနေ9ပရိတ်6ပရိတ်9ပရိတ်နေကုန်နက်ခတ်ပရိတ်ဖြစ်တာနဲ့မနက်ခင်းထိုင်စီ6ပါဝါ1 6နက်ခတ်9ပါဝါ4 6တိတ်9လေးပါတော့အပူညီကို6တက်9လေးပါတော့ဘုန်းကြီးကိုကျွန်တော်၄5ဆိုပြီးတော့ဆင်းပေးခဲ့တယ်ပေါ့နော်။ဒီမှာ9ခုဆိုပြီးတော့လည်းဆင်းပေးခဲ့တယ်။ဒီမှာလည်း9ခုဆိုပြီးတော့ဆင်းပေးခဲ့တယ်ပေါ့နော်။3ရက်အတွင်းမှာဆင်းပေးတာများတယ်ပေါ့နော်။ဆက်ကြည့်အောင်။ကျွန်တော်ဒီမှာကမနက်ခင်း3ညပရိတ်ညနေခွင်ပရိတ်3ညပရိတ်ခွင်ပရိတ်3ညခွင်နေကုန်ပရိတ်နှစ်ခတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ2ရက်ပါဝါခွင်2နှစ်ခတ်4ပါပါကို2ခွန်4ကိုပါတော့ကျွန်တော်တို့ဘူးညီကိုဆိုပြီးတော့ဒီမှာကျွန်တော်တို့9ဆိုပြီးတော့ဆင်းပေးခဲ့တယ်ပေါ့နော်2ခွန်4ကိုပါတော့ကိုဒီမှာလည်းတစ်ခါ9ဆိုပြီးတော့ဆင်းပေးခဲ့တယ်ပေါ့နော်ဟုတ်ပြီဆက်ကြည့်အောင်ကျွန်တော်တို့ဒီဒါပထမဆုံးsoftware နဲ့လောက်တာဆိုတော့ဟုတ်ပြီကျွန်တော်ဆက်ကြည့်မယ်ဆက်ကြည့်တော့ဒီမှာ9နဲ့5 6 10ပရိတ်1ပရိတ်ညီကုန်းနက်ခတ်ပရိတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ9ရဲ့ပါပါ9နက်ခတ်6ပါပါ1 9 4 6 1ပါဆိုကျွန်တော်အပူညီကို3ရက်အတွင်းမှာဆင်းပေးရဒီမှာအပူညီကို9ခုဆိုပြီးဆင်းပေးကြတယ်ပေါ့နော်9 4 6 1ပါတော့ဒီမှာ6 5မနက်ခင်း1ပရိတ်ညနေ10ပရိတ်1ပရိတ်10ပရိတ်ညီကုန်းနက်ခတ်ပရိတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ6ပါပါ1 6နက်ခတ်9ပါဝါလေး6တက်9လေးပါတော့အပူညီကို3ရက်အတွင်းမှာဆင်းပေးရမယ်ဆိုတော့ကျွန်တော်ဒီမှာတက်ဘူးဆိုပြီးတော့ဆင်းပေးခဲ့တယ်ပေါ့နော်
အဲ့လောက်ဆိုမိတ်ဆွေတော့ပေါ့မှာပါနော်ကျွန်တော်လည်းရှာနိုင်တော့ရှားပြီးတော့တခြားလေးစစ်ထားတာပေါ့မိတ်ဆွေတို့အနေနဲ့အားတယ်ဆိုလဲရှားပြီးစစ်ပြီးတော့တိုက်ကြည့်ပြီးပေါ့နော်ဖောင်းပင်ကတော့ရှိသေးဘူးဗျဒါတစ်နှစ်ခွဲကျော်လာပြီပေါ့နော်ဒါဗရိတ်နှစ်ခတ်ဖြစ်တာနဲ့ကျွန်တော်တို့ညီကိုအခုက3ရက်အတွင်းမှာဆင်းပြရတယ်ပေါ့လောလောဆယ်ကျွန်တော်ဒီမှာစက်ကြည့်မယ်ဆိုရင်မနက်ခင်း3ညနေ4ဗရိတ်နေ့ဗရိတ်4ဗရိတ်နေကုန်နှစ်ခတ်ဗရိတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ3ညရဲ့ပါဝါ9 3ညရဲ့နှစ်ခတ်ခွန်း3ည5ခွန်းရဲ့ပါဝါနဲ့3ည5ခွန်းနဲ့ပါတော့ကျွန်တော်တို့အပူးညီကိုက2ရက်အတွင်းမှာဆင်းပြရမှာဆိုတော့ခွန်းဘူးလို့ထွက်ခဲ့တယ်ပေါ့နော်3ရက်အတွင်းမှာဆင်းပြရမှာဆိုတော့ခွန်းဘူးလို့ထွက်ခဲ့တယ်အဲဒီမှာကျွန်တော်တို့စကြည့်မယ်ဆိုလို့ရှိရင်မနက်ခင်း9နှစ်1ဗရိတ်ညနေ1ခွန်း10ဗရိတ်1ဗရိတ်10ဗရိတ်နေကုန်နှစ်ခတ်ဗရိတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ9ပါဝါ4 9နှစ်ခတ်6 9 4 6 6ပါဝါ1 9 4 6 1ပါတော့အပူးညီကိုကကျွန်တော်တို့3ရက်အတွင်းမှာဆင်းပြရမှာဆိုတော့ကျွန်တော်ဒီမှာကိုရှစ်ဆိုပြီးထွက်ခဲ့တယ်ပေါ့နော်ဒါဆက်ကြည့်မယ်ဆိုရင်တော့ကျွန်တော်ဒီမှာမနက်ခင်း10ဗရိတ်ညနေ1ဗရိတ်10ဗရိတ်1ဗရိတ်နေကုန်နှစ်ခတ်ဗရိတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ1ပါဝါ6 1နှစ်ခတ်8ပါဝါ3 1683ပါတော့အပူးညီကို1683ပါတော့အပူးညီကိုကျွန်တော်6ခုဆိုပြီးဆင်းမိခဲ့တယ်ပေါ့နော်3ရက်အတွင်းမှာဆင်းမိခဲ့တယ်ကျွန်တော်ဆက်ကြည့်ပါပေါ့ကျွန်တော်မနက်ခင်း9ဗရိတ်ညနေ6ဗရိတ်96နေကုန်နှစ်ခတ်ဗရိတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ3ပါဝါ8 3နှစ်ခတ်5ပါဝါ3ည3853ညပါတော့အပူးညီကိုက3ရက်အတွင်းမှာဆင်းပြ3ခုလို့ဆင်းပြီးတော့ပေါ့နော်တော့ဒီမှာဆက်ကြည့်ရဆိုမနက်ခင်း6ခွန်း3ဗရိတ်ညနေ4 5ဗရိတ်3ဗရိတ်5ဗရိတ်နေကုန်နှစ်ခတ်ဗရိတ်ဖြစ်တာနဲ့ကျွန်တော်တို့မနက်ခင်းထိပ်စီ6ပါဝါ1 6နှစ်ခတ်9ပါဝါ4 6 1 9လေးပါတော့အပူးညီကိုဒီမှာ4ပင်မြောက်မှာပဲဆင်းပြီးကြတယ်ပေါ့နော်ညီကိုကျွန်တော်3ရက်အတွင်းခေါ်တာပေါ့3ရက်အတွင်းမှာခေါ်တာကိုမလာဘဲနဲ့သူ4ရက်အတွင်းမှာပဲသူညီကိုပဲ6 1 9လေးပါတော့ညီကိုပဲသူဆင်းသွားတယ်ပေါ့နော်65နဲ့10နဲ့ပေါ့နော်ဆင်းသွားတယ်ဒီမှာလည်းအလိုပဲဗျဒါ9ရက်မြောက်နေမှာပဲသူညီကို2ချိန်ဆင်းသွားတာပေါ့နော်ဒီတစ်လျှောက်လုံးကလင်နာတစ်လျှောက်လုံးမှာပေါ့ကျွန်တော်တို့ကြည်လာတာဒီမှာ4ရက်မြောက်နေမှာထွက်တာနဲ့9ရက်မြောက်နေမှာထွက်တာ2ကြိမ်ပဲရှိသေးတယ်အဲ့2ကြိမ်မှာပဲကျွန်တော်ရှိခဲ့တယ်ကျန်တဲ့အကြိမ်တွေအကုန်လုံးက3ရက်အတွင်းမှာပဲအပူးညီကိုကထွက်ပြီးတာများပါတယ်ဒါမိတ်ဆွေတို့အနေနဲ့လာမယ့်အပတ်ဒီအပတ်မှာကျွန်တော်တို့ချိန်လို့ရအောင်လို့ပြပေးတာဖြစ်ပါတယ်ဒီမှာမနက်ခင်း10ဗရိတ်ညနေ1ဗရိတ်10ဗရိတ်1ဗရိတ်နေကုန်နှစ်ခတ်ဗရိတ်ဖြစ်တာနဲ့တော့မနက်ခင်းထိပ်စီ6ပါဝါ1 6နှစ်ခတ်9ပါဝါ4 6 1 9လေးပါတော့အပူးညီကိုကကျွန်တော်တို့ဒီမှာ3ရက်အတွင်းမှာဆင်းပေးရမယ်ပေါ့နော်အဲ့လိုပါဟုတ်ပြီတော့ဆက်သွားမယ်ပေါ့နော်ဒီမှာမနက်ခင်း1ဗရိတ်ညနေ10ဗရိတ်1ဗရိတ်10ဗရိတ်ဗရိတ်နှစ်ခတ်ဖြစ်တာနဲ့နေကုန်ဗရိတ်နှစ်ခတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီခွန်းပါဝါ2 9နှစ်ခတ်3ညပါဝါ9 3 5ပါတော့အပူးညီကိုတဲ့9 3 5ပါတော့အပူးညီကိုဒီမှာကျွန်တော်ခွန်း8ဆိုပြီးတော့3ရက်အတွင်းမှာဆင်းပေးတယ်ပေါ့နော်9 3 5ပါတော့အပူးညီကိုဆိုဆင်းပေးတယ်ဟောဒီမှာတော့9ရက်မြောက်နေမှာလည်းတစ်ခါခွန်းမှုဆိုပြီးတော့ဆင်းပေးတယ်ပေါ့နော်ဟုတ်ပြီမိတ်ဆွေတို့အနေနဲ့ကျွန်တော်အဲ့လောက်ဆိုတော့ပေါက်မှထင်ပါတယ်ကျွန်တော်လည်းအတက်နိုင်ဆုံးရှာဖွေပြီးတော့ပေါ့နော်လုပ်ပေးထားတာပါဟုတ်ပြီကျွန်တော်ဒါဆက်ကြည့်မယ်ဆိုလို့ရှိရင်တော့ခွန်း8လို့ထွက်တယ်ခွန်းဘူးလို့ထွက်တယ်ပေါ့နော်ဟောဒီက1ဗရိတ်10ဗရိတ်ကြောင့်ဒီမှာ8 9ဗရိတ်ညနေ3 3 6ဗရိတ်9ဗရိတ်6ဗရိတ်9ဗရိတ်6ဗရိတ်နေကုန်နှစ်ခတ်ဗရိတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ8ပါဝါ3 8နှစ်ခတ်က1ပါဝါ6 8 3 6ပါတော့အပူးညီကို8 3 6ပါတော့အပူးညီကိုကျွန်တော်ဒီမှာခွန်း8ဆိုပြီးတော့3ရက်အတွင်းမှာဆင်းပေးတယ်8 3 6ပါတော့အပူးညီကိုခွန်း8ဆိုပြီးဆင်းပေးတယ်ဒါပေမဲ့ကျွန်တော်လာပြီပေါ့ဗျာဒီမှာ60နဲ့4 5မနက်ခင်း6ဗရိတ်ညနေ9ဗရိတ်6ဗရိတ်9ဗရိတ်နေကုန်ဗရိတ်နှစ်ခတ်ဖြစ်တာနဲ့မနက်ခင်းထိပ်စီ6ပါဝါ1 6နှစ်ခတ်9ပါဝါလေး6 1 9လေးပါတော့အပူးညီကိုက3ရက်အတွင်းမှာဆင်းပြီလေဆိုတော့ကျွန်တော်4ခုလို့ဆင်းပြီးတော့ပေါ့ဗျာနော်6 1 9လေးပါတော့အပူးညီကို3ရက်အတွင်းမှာဆင်းပြီးတယ်ကျွန်တော်တို့အခုလာမဲ့10လပိုင်း3ရက်နေ့ကနေ10လပိုင်း9ရက်နေ့အထိကျွန်တော်တို့တပတ်စာ2025 10လပိုင်း3ရက်2025 10လပိုင်း9ရက်နေ့အထိတပတ်အတွင်းမှာကျွန်တော်တို့ထိုးရမဲ့မွေးကနန်းအများကြီးမဟုတ်ဘူးဗျကျွန်တော်တို့ဒီမှာမနက်ခင်းနေ့4ဗရိတ်ညနေ3ည2ဗရိတ်4ဗရိတ်2ဗရိတ်နေကုန်နှစ်ခတ်ဗရိတ်ဖြစ်ပြီးဆိုတာနဲ့ကျွန်တော်တို့မနက်ခင်းထိပ်စီ2ရဲ့ပါဝါခွန်း2နှစ်ခတ်4ပါဝါ9 2ခွန်း4 9ပါတော့ကျွန်တော်တို့အပူးညီကိုဟာ3ရက်အတွင်းမှာဆင်းပေးရမယ်တဲ့
3ရက်အတွင်းမှာဆင့်ပြရမယ်3ရက်အတွင်းမှာနှစ်ခွန်လေးကိုပါတော့အပူညီကိုမဆင်းခဲ့ရင်4ရက်မြောက်နေ့5ရက်မြောက်နေ့မှာအပူကိုလုံးလုံးမထိုးနဲ့တော့အပူကိုလုံးလုံးမထိုးဘဲနဲ့ကျွန်တော်ညီကိုပဲကျွန်တော်ထိုးကစားမယ်ဆိုလို့ရှိရင်ညီကိုပဲကစားမယ်ဆိုကျွန်တော်ပေါက်သီးတစ်ချိန်သာရရှိမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒါ9ရက်အတွင်းမှာပဲအပူညီကိုငွေရှင်လဲဒါဖြစ်တယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်ပြောချင်တာအဲ့လောက်ပါပဲဒါမိတ်ဆွေတို့အနေနဲ့လိုအပ်တယ်ဆိုရင် U3 ပေါ့နော် U3 ပေါ့ကျွန်တော်ကတော့ဒီမှာစီးထားတာပေါ့နော်3လပိုင်း10ရက်9လပိုင်း10ရက်2020ပေါ့အပူဆိုရင်နှစ်ခွန်လေးကိုပါတော့အပူဆိုတော့ကျွန်တော်နှစ်ခွန်လေးကိုလို့ရတယ်ညီကိုထဲမှာဆိုတော့နှစ်နဲ့ပတ်သက်တဲ့ညီကိုကနှစ်1နှစ်3ခွန်နဲ့ပတ်သက်တဲ့ညီကိုကခွန်8ခွန်6လေးနဲ့ပတ်သက်တဲ့ညီကိုက3 4 4 5 9နဲ့ပတ်သက်တဲ့ညီကိုက98နဲ့90တို့တို့ညီကိုဆိုရင်နှစ်4 6 8ခွက်ကစားရမှာဖြစ်ပါတယ်အပူဆိုရင်တော့4ခွက်ကစားရမှာဖြစ်ပါတယ်3ရက်အတွင်းမှာတော့ဒီကောင်လေးကထွက်တာများတယ်ပေါ့နော်ကျွန်တော်ဗုဒ္ဓဟူးမကျော်ပေါ့ထွက်တာများတယ်3ရက်အတွင်းမှာမထွက်ခင်ကျန်သာပေးတောက်ကြမှာကျွန်တော်ဒီညီကိုပဲအဓိကကိုင်းပြီးတော့ကစားရပေါ့နော်သူက2ကြိမ်တောင်ပေးတယ်ပေါ့နော်4ရက်ကျော်သွားပြီကျန်သာပေးတောက်ကြလောက်မှာဒါတွေမထွက်သေးဘူးဆိုတော့ကျန်သာပေးတောက်ကြမှာကျွန်တော်ဒီညီကိုပဲအဓိက8ခွက်ကိုပဲ4 6 8ခွက်ကိုပဲကိုင်းကစားမယ်ဆိုပေါက်သီးတစ်ချိန်စာတေချာပေါက်ရရှိမှာဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့လိုအပ်တယ်ဆိုရင်ရှုသုံးပါကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော် subscribe လေးတွေနှိပ်ပေးကြပါအောင် like လေးတွေနှိပ်ပေးကြအောင်နောက်ထပ်ဗီဒီယိုလေးတွေမှာကျွန်တော်တို့ပြန်ဆောင်နေပါတယ်အားလုံးပဲကံကောင်းကြပါစေဗျာကိုလက်ပါ bye bye